တိုင်ပွဲတွေမှာအကြိမ်ကြိမ်ပြုတ်ခဲ့ပြီးမြင်အောင်မြင်တဲ့အဆိုတော်ဖြစ်လာဖို့သူတောင်းခဲ့တဲ့လေးဝက်နီတစ်ခုကိုမျှဝေလာတဲ့ပူပူပရိသတ်များလုံးပဲမင်္ဂလာပါရှင်ဒီချန်နယ်လေးကနေပြန်လဲကြိုဆိုလိုက်ပါတယ်အဆိုတော်ပူပူကတော့တချင်းပန်တီးတဲ့နေရာမှာဆရာတစိုးအနေနဲ့နားမဲကြည့်ပါတယ်တချင်းတွေကိုနားထောင်ကောင်းတီးဆိုနိုင်ခဲ့တယ်လို့ပရိသတ်ရင်ထဲစွဲကြံအောင်ပါရေးသားနိုင်ခဲ့တာလည်းဖြစ်ပါတယ်အဆိုတော်ပူပူကအခုအချိန်မှာအောင်မြင်တဲ့ဆိုတော်တရားဖြစ်နေပြီမယ်ဂီတဘဝအစမှာတော့ထင်သလောက်မလွယ်ခဲ့ပါဘူးပူပူကငယ်စဉ်ဂရိတ်ကဂီတကိုဝါသနာပါသူတယောက်ပါတချင်းတီဆိုရတာကသူ့ဘဝအတွက်ပျော်စရာအကောင်းဆုံးရာတစ်ခုမို့တစ်ချိန်ချိန်မှာအောင်မြင်တဲ့ဆိုတော်တရားဖြစ်ဖို့စိတ်ကူးရင်ခဲ့တာလည်းဖြစ်ပါတယ်ပူပူကဂီတလောကထဲမှာအောင်မြင်တဲ့အဆိုတော်တရားဖြစ်ဖို့ကသူ့အတွက်လွယ်ကူခဲ့တာတော့မဟုတ်ပါဘူးနောက်ခင်အင်အားမရှိသလိုအမှုပညာအတိုင်းဝိုင်းလည်းမရှိတာမို့သူ့အနေနဲ့ဂီတလမ်းကြားပေါ်ရအောင်မနေစ조사ခဲ့ရတာလည်းဖြစ်ပါတယ်ပူပူကအောင်မြင်တဲ့အဆိုတော်တရားဖြစ်ဖို့2006ခုနှစ်လောက်ကလေးကစ조사ခဲ့ရတာပါသူ့အနေနဲ့ဂီတလောကကိုဝင်နိုင်ဖို့တချင်းအဆိုပြိုင်ပွဲတွေကနေတဆင့်စ조사ခဲ့ရပါသေးတယ်ပူပူက2006ခုနှစ်မှာ Melody Vault အဆိုပြိုင်ပွဲကနေတဆင့်ဂီတလောကထဲဝင်နိုင်အောင်စ조사ခဲ့ပူပါတယ်ပူပူကတော့ယုံကြည်ချက်အပြည့်နဲ့ Melody Vault မှာရှင်ပြိုင်ခဲ့ပေမယ့်ရလက်ကထင်သလိုမဖြစ်မလာခဲ့ဘူးလို့ပြောပါတယ်။ကိုပိုင်သင်းတွေကိုကောင်းအောင်ရေးသားတတ်တယ်လို့ပရိသတ်အကြိုက်တွေ့အောင်တီးဆိုနိုင်သူတယောက်ဖြစ်နေပေမယ့်တချင်းဆိုပြိုင်ပွဲမှာတော့ပြုတ်ခဲ့ပါတယ်။ပူပူကဆိုတော့တယောက်ဖြစ်အောင်လုပ်ဖို့ကသူ့ရဲ့အိမ်မမို့ကြာရှုံးခဲ့ပေမယ့်စိတ်တက်တော့မကြခဲ့ပါဘူး။ပြိုင်ပွဲဆိုတာအနိုင်ရှုံးနှမျိုးသာရှိတာမို့ပူပူကတော့အရှုံးကိုလက်ခံထားပြီးသားပါ။ပူပူကအောင်မြင်တဲ့အဆိုတော်တရားဖြစ်ချင်ခဲ့တာမို့ Melody Vault မှာနောက်ထပ်ရှင်ပြိုင်မှုတွေလုပ်ခဲ့ပါတယ်။ပူပူက2006 2009 2008 3နှစ်လုံး Melody Vault ပြိုင်ပွဲမှာဝင်ပြိုင်ခဲ့ပေမယ့်ကံမကောင်းစွာနဲ့3နှစ်လုံးမှာအရွေးချယ်မခံရခဲ့ရပါဘူး။ပူပူကတော့ပြိုင်ပွဲမှာရှုံးနေခဲ့ပေမယ့်စိတ်တက်မကြပဲသူအောင်မြင်အောင်စ조사ခဲ့ရတာလည်းဖြစ်ပါတယ်။ပူပူကအခုလိုအောင်မြင်တဲ့အဆိုတော်တရားဖြစ်အောင်လျှို့ဝှက်နီတစ်ခုနဲ့လုပ်ခဲ့ရတာလို့ဆိုပါတယ်။လူတရားအောင်မြင်ဖို့ကံတွေစမ်းတွေလိုတာမို့ကံကောင်းပြီးစမ်းထအောင်ဆရာကြီးမင်းသိန်ခါရဲ့လမ်းစဉ်အတိုင်းလုပ်ခဲ့တာလည်းဖြစ်ပါတယ်ဆရာကြီးမင်းသိန်ခါနီလန်ကဖြစ်ချင်တဲ့အရာတစ်ခုကိုစိတ်ထဲမှာဆွဲထည့်နေအောင်မှတ်ပြီးစကြဝဠာတစ်ခုလုံးကိုဖြတ်ကျက်ခိုင်းတာပါပပကလည်းအောင်မြင်ခြင်းနဲ့စိတ်ကြီးမှနေခဲ့ချိန်မှာသူ့ရဲ့စိတ်ထဲမှာနိနိညာညာဖြစ်ချင်ခဲ့တာကတော့အောင်မြင်တဲ့ဆိုတော့တယောက်ပါပဲပပကခဏခဏရှုံးနေခဲ့ပေမဲ့အောင်မြင်ခြင်းနဲ့စိတ်ကတော့ရှော့မသွားခဲ့ပါဘူးပပကအောင်မြင်တဲ့ဆိုတော့တရားဖြစ်ကိုဖြစ်ရမယ်ဆိုရဲစိတ်ကိုတွေးပြီးဆရာကြီးမင်းသိန်ခါရဲ့နီလန်အတိုင်းစကြဝဠာတစ်ခုလုံးကိုဖျက်ချက်ခဲ့တာလည်းဖြစ်ပါတယ်ဆရာကြီးရဲ့လမ်းစဉ်သူ့ရဲ့စိတ်ဆွမ်းအားကြောင့်သူကြရှုံးခဲ့တဲ့2008ခုနှစ်မှာကိုပိုင်ချင်းတစ်ပုတ်ဖန်တီးနိုင်ခဲ့ပြီးတိတ်မကြခင်နှစ်မှာပဲပပိုးဆိုတဲ့နာမည်နဲ့ပြည်သက်တွေရဲ့အားပေးချစ်ခင်မှုကိုရှာခဲ့တာလည်းဖြစ်ပါတယ်ပပိုကတော့အခုချိန်မှာပြည်သက်အားပေးမှုကိုခိုင်းမာရထားတဲ့ဆိုတော့တရားဖြစ်နေခဲ့ပါပြီချစ်ပူးခဲ့သမျှဆိုတဲ့တေးရဲ့ဘန်နဲ့ပြည်သက်တွေအတိအမှန်ပြူတဲ့ဆိုတော့ဘဝကိုရောက်ခဲ့ရတာလည်းဖြစ်ပါတယ်ပပိုကတော့အခုချိန်မှာပါချင်းပဲဆိုအောင်မြင်တဲ့ဆိုတော့တရားဖြစ်နေခဲ့ပြီလည်းဖြစ်ပါတယ်သူအောင်မြင်ခဲ့တဲ့အဆိုတော့တရားဖြစ်အောင်လုပ်ပေးခဲ့တာဆရာကြီးမင်းသိန်ခါရဲ့လမ်းစဉ်ကြောင့်လို့ဆိုပါတယ်အရေးချင်းမရှိရင်ပဲရာကာမှာထောက်ကူမပြုနိုင်တာမို့ကိုရိုင်းကလည်းဖြစ်ချင်တဲ့စိတ်နဲ့ကိုပိုင်ရည်ချင်းရှိအောင်ဆရာကြီးရဲ့စိတ်ဆွမ်းရင်ကအောင်မြင်တဲ့လမ်းကိုပို့ဆောင်ပေးမှသိကြတယ်ဆိုပြီးသူအောင်မြင်ခဲ့တဲ့နီလန်းကိုမျှဝေပေးလာခဲ့တာလည်းဖြစ်ပါတယ်ပရိသတ်လေးလို့လည်းကိုဖြစ်ချင်တဲ့အရာလေးတွေကိုအကောင့်ထဲပေါ်နိုင်ဖို့ပူပူရဲ့နီလန်းကိုစမ်းပြီးလောက်ကြည့်တင်ပါတယ်နော်ဟုတ်ကဲ့ပါရှင်ဒီနေ့တော့ဒီလောက်နဲ့ရနာလိုက်ပြစီရှင်ခုလိုစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုနေ့စဉ်တင်ဆက်ပေးနေမှာဖြစ်လို့ဒီ channel လေးကိုလည်းအားပေးကြပါဦးနော်အဆုံးထိကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုလည်းအထူးကျေးဇူးတင်ကြောင်းပြောကြားလိုက်ပြစီရှင်